တငယ်ချင်းတို့ရေညဘက်ဆိုရင်လေအလုပ်တစ်ဖက်နဲ့လွှဲရတာကအလုပ်လွှဲရတာတိုက်ပြီးတော့မပင်ပန်းဘူးချင်းကြိုက်တာနဲ့ချင်းရိုက်တာရိုက်ရတာနဲ့အမတန်ကိုမှမောတဲ့ပင်ပန်းတဲ့ချင်းတွေကလည်းနားချေလည်းကြိုက်အလုပ်လုပ်ချေလည်းကြိုက်ညဘက်ဆိုလည်းကိုကြိုက်တယ်ပါငယ်ချင်းတို့ဒီမှာကြတော့ချင်းမကြိုက်ဘူးထင်တယ်ကျွန်တော်ဒီမှာတော့ချင်းသက်ချင်းကြိုက်တယ်မှအမတန်ပါမလွယ်ဘူးပတ်စံဒီပတ်စံတကြားရဖို့อ่ะเนาะ